လုပ်ငန်းတစ်ခုမှာရစရာရှိတဲ့အကျွေးတွေဆုံးရှုံးသွားတဲ့အချိန်ပေါ့နော်။ရစရာရှိတဲ့အကျွေးဆုံးရှုံးသွားတယ်ဆိုရင်ဒါကို irrecoverable debts or bad debts လို့ခေါ်ပါတယ်။ဒါဆိုရင်အဲ့ဒီဆုံးရှုံးသွားတဲ့အကျွေးအတွက်ဒီ irrecoverable debts or bad debts accounts ကိုဖွင့်ပေးရတယ်။သူ့ရဲ့ nature ကကြတော့လုပ်ငန်းဆုံးရှုံးသွားတာဖြစ်တဲ့အတွက် expense nature ဖြစ်တယ်။ဒါကြောင့်မလို့ irrecoverable debts or bad debts account မှာ debit trade receivable account မှာ credit trade receivable or credit customer or debtor account မှာ credit ဆိုတော့ဒီ trade receiver မှာကရစရာရှိတဲ့အကျွေးတွေလျော့သွားတယ်ပေါ့နော်အကျွေးဆုံးသွားတာကြောင့် trade receiver မှာ credit အဲ့တော့ဒီရဲ့အခုစီးရင်ကာလမှာစီးရင်ပိတ်တဲ့အချိန်မှာ irrecoverable debt စီးရင်ပိတ်လိုက်လို့ရှိရင် expense nature ဖြစ်တဲ့အတွက် income statement ကိုပို့ပြရတယ်။ဒါကကြတော့အခုဘဏ္ဍာရေးနှစ်ပြီးသွားတဲ့အချိန်မှာဒီအကျွေးရလည်းဆုံးရှုံးသွားပြီးပြန်မရတော့တဲ့အချိန်။တခါတည်းမှာဆုံးရှုံးသွားတဲ့အကျွေးတွေဒီဆုံးရှုံးသွားတဲ့အကျွေးတွေကပြန်ရလာတာရှိတယ်။ပြန်ရလာတာရှိရဆိုရင်အချိန်ကာလနှစ်မျိုးရှိတယ်။စည်ရင်မပိတ်ခင်ဘဏ္ဍာရေးနဲ့စည်ရင်မပိတ်ခင်မှာပြန်ရတာရှိတယ်။ဘဏ္ဍာရေးနဲ့စည်ရင်မပိတ်ခင်ပြန်ရမယ်ဆိုရင်တော့ before closing date ပေါ့နော်ပြန်ရမယ်ဆိုလို့ရှိရင်အခုနသွင်းထားတဲ့ double entry ကို opposite မှာပြန်ခြေလိုက်မယ်။တော့ opposite မှာခြေရတဲ့ကြောင့်မလို့ irrecoverable debt or bad debts မှာ credit စည်ရင်မပိတ်သေးခင်နော်။ credit trade receiver မှာ debit trade receiver ထဲကိုအကျွေးစင်းပြန်ဝင်လိုက်တယ်။ပြီးတော့အကျွေးရပြန်ရလာတဲ့အတွက် cash book မှာ debit trade receiver မှာ credit ဒါကြတော့ within financial year စင်းမပိတ်ခင်ပြန်ရတာဒါမှမဟုတ်ဘဲနဲ့စင်းရင်ပိတ်ပြီးသွားပြီကျွေးဆုံးတယ်ဆိုပြီးတော့အစိုးရဆုံးရှုံးသွားတယ်ဆိုပြီးတော့စင်းပိတ်လိုက်ပြီးစင်းပိတ်ပြီးသွားပြီးတော့မှ after financial year နောက်နှစ်တွေမှာ future မှာပြန်ရမယ်ပေါ့နော်recover in future စင်းပိတ်ပြီးရဲ့အချိန်မှာပြန်ရမယ်ဆိုရင်တော့သူရဲ့ entry က trade receiver မှာ debit အကျွေးစင်းပြန်ဝင်တယ်နောက်တစ်ချက်က irrecoverable debt recovery account or bad debt recover account ဖွင့်ပြရတယ်အဲ့တော့အဲ့ bad debt recover account မှာ credit တော့ကျွန်တော် income nature ဖြစ်သွားတယ်အကျွေးပြန်ရတဲ့အတွက်ကြောင့်မလို့ cash book မှာ debit နောက်တစ်ဆင့် trade receiver မှာ credit တော့နှစ်ဆင့် entry ကနှစ်ဆင့်သွင်းပေးရတာပေါ့နော်အဲ့တော့ဒီ bad debt recover account or irrecoverable debt recovery account ဖွင့်လိုက်တဲ့အတွက်ကြောင့်မလို့နှစ်ကုန်စည်ရင်ပိတ်ရင်တော့ income statement ပို့ပေးရတယ်သူကကျတော့ income nature ဖြစ်သွားတယ်ပေါ့နော်ဒါကအခုဆုံးရှုံးသွားတဲ့အကျွေးပေါ့ irrecoverable debt or bad debt ရဲ့စည်သွင်းတဲ့ပုံစံဖြစ်ပါတယ်